ညီကိုတွေအားလုံးပဲမြင်လာပါမင်းညာကဒေါမော်ပွဲလေးရွေးချယ်ပေးခဲ့တာညီကိုတွေအားလုံးပဲရလိုက်မယ်လို့ထင်ပါတယ်ဗျဒီနေ့မှာတော့ FA ဖလားပွဲစဉ်လီဗာပူးနဲ့ Brighton ပွဲလေးကိုတပွဲကောင်းလေးရွေးချယ်ပေးခြင်းပါတယ်ဒီလိုပွဲလေးတွေလိုချင်တော့ channel လေးကို join ပေးပါ brother တို့အတွက်လုံးဝအကျိုးရှိစေရပါမယ် channel လေးကိုတော့ profile မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ comment လေးမှာလည်းကျွန်တော်ချထားပေးပါတယ်ဒီပွဲကတော့အကြိုက်တူရဆိုရင်ယူကစားကြည့်ပါ brother တို့လည်းဒါနဲ့ပါတော့တွေးကြည့်ပါဗျလီဗာပူးကတော့နောက်ဆုံးကစားခဲ့တဲ့9ပွဲမှာ3ပွဲနိုင်ပြီးတော့ဒါ2ပွဲရှုံးထားပါတယ်အိမ်ကွင်းမှာဒါ Premier League မှာရော Champions League မှာရောတိုက်စစ်အရန်ကောင်းတယ်လို့ခန်းစစ်ကလည်းကိုတော့တိတ်မပေးရပါဘူးဒါမန်စီးနီးနဲ့တွေ့ဆုံခဲ့တဲ့ပွဲလောက်မှာပဲအိမ်ကွင်းမှာပဲရှုံးထားတာပါ FA ကလို့ဒါရှုံးထွက်ပွဲစဉ်တွေမှာပထမပိုင်းကနေကဒါအနိုင်ရလက်ရအောင်ကစားထားနိုင်ပြီးတော့ဂိုးမပေးရအောင်တော့ထိန်းထားနိုင်ပါတယ် Brighton ကတော့လက်ရှိမှာပုံစံကောင်းရဖို့ရုန်းကန်နေရပြီးတော့နောက်ဆုံး5ပွဲဆက်တိုက်တာနိုင်ပွဲပြောင်းနေပါတယ်တိုက်စစ်ပိုင်းမှာလည်းဂိုးရဖို့အခက်တွေ့နေတဲ့အခြေအနေပါအဝေးဝင်း12ပွဲမှာဒါ2ပွဲပဲနိုင်ထားပြီး6ပွဲရှုံးထားတယ်လို့တိုက်စစ်ပိုင်းကဂိုးပြန်မသွင်းနိုင်မင်းနဲ့ဒါပွဲတိုင်းလိုလိုဂိုးတွေပေးနေရပါတယ်လူစင်ပိုင်းကိုကြည့်မယ်ဆိုရင်လီဗာပူးဘက်မှာဒီကနောက်ခံလူတွေနဲ့ဒါတိုက်စစ်မှုအီဆက်တို့မပါနိုင်ပေမဲ့ဒါကပ်ပိုဝစ်ဆာလာတို့ရှိနေတာမလို့တိတ်တော့စိုးရင်စရာမရှိပါဘူး Brighton ဘက်မှာလည်းဒဏ်ရာရကစားသမားတွေရှိနေပေမဲ့ဒါအဓိကကွင်းလဲလူဝေဖားတော့ပြန်ပေါဝင်လာနိုင်ပါတယ်ကျွန်တော်တို့ head to head ကိုကြည့်မယ်ဆိုရင်နောက်ဆုံးတွဲဆုံမှု9ချိန်မှာလီဗာပူးက4ချိန်နိုင်ထားပြီး Brighton က1ချိန်ပဲနိုင်ထားပါတယ်ဒါတရေရလက်ထွက်ပေါ်ထားတာမျိုးကတော့ကျွန်တော်တို့မရှိသေးပါဘူးလီဗာပူးကအိမ်ဝင်းလဲကောင်းတယ်လို့ဒါ Brighton ကလည်းဒါတိုက်စစ်ပိုင်းအားနေပြီးခန်းစစ်ပိုင်းလဲဒါတိုင်ပတ်တက်တာမလို့အန်ဖီမှာလီဗာပူးကိုတားဆီးဖို့ဒါလက်ရှိဒါ Brighton ရဲ့အဝေးဝင်ခြေစမ်းနေတော့မဖြစ်နိုင်တဲ့လောက်ပါပဲဒါလီဗာပူးတို့အနိုင်ရသွားဖို့များပြီးဂိုးပြတ်မပြတ်ကိုမျှော်လင့်တာထက်ဒါ Brighton ကိုရွေးချယ်တာကပိုပြီးစိတ်ချရမယ်လို့ကျွန်တော်မြင်ပါတယ်ညီကိုတို့ဒီပွဲလေးရဲ့ရလက်လေးကို comment လေးမှာဝင်ရောက်ခံမှန်းဆွေးနွေးပြီးတော့ပါအောင်ဗျအားလုံးပဲ good luck ဖြစ်ကြပါစေဗျ